ဤဆွေတော်ဆုံကိုရွှေပုံသူမှန်ကူ3ရက်တော်မူသေးလင်ရန်သူကြီးအဆွေကိုရွှေလက်ဝယ်ဆက်တာပါမည်အာရစိတ်ရွှင်ကျဉ်နှက်အောင်စီရင်၍ပြုကျင်တိုင်းပြုတော်မူပါတော့ဖျားဟုမောင်မင်းသခင်မုံပင်စိုက်ပြိုးပြည်ချင်းတိုင်၍မှမပြေနိုင်ညှိုးတက်သည်မုတ်ဆူတစ်ပိုင်းမင်းမယန်းကြီးကိုငါမှားတိုင်းပြောပါလေငါမှားတိုင်းပြောပါလေငါမှားတိုင်းပြောပါလေဒီတော့ဒီတောင်ဒီနေရာဝင်းကျင်ကတော့တစ်ချိန်တစ်ခါတုန်းကမိဖုရားကြီးဆူလာတုပါတာရဲ့မပြေနိုင်တဲ့ရန်ညို့တွေဖုရားလောင်းတော်စတန်စင်မင်းရဲ့တီးခံနိုင်တော်မူသောမေတ္တာတရားတွေရင်နှစ်ကြည်ကွယ်ဖွယ်ရာပုံမြင်ရာဇဝင်တွေတည်ရှိခဲ့မှုတဲ့နေရာလေးဖြစ်ပါတယ်လွမ်းမောတရဝဲကောင်းလာတဲ့ဒီနေရာလေးကိုရောက်တော့ကျွန်တော်ရင်ထဲမှာအမျိုးမြင့်မသိတဲ့ဝေနာတစ်ရက်ကိုခံစားလိုက်ရပါတယ်အဲ့ဒီခံစားမှုကစရန်ဆင်မင်းလိုဝေဒနာမုတ်ဆူတစ်ပိုင်းမိမယန်းကြီးဆူလာတုပါတာလိုမိမမျိုးနဲ့မစုံစည်းလိုတဲ့ဆန္ဒတစ်ခုဖြစ်ပါတယ်ရှိဘွားကပထန်းဆက်ကြောင်လာတော့မသိဒီနေရာကိုပထမဆုံးအကြိမ်ရောက်ဖူးပေမဲ့စိတ်ထဲမှာရင်းနှီးကျွမ်းဝင်နေတယ်လို့ခံစားခဲ့ရပါတယ်ရှီအောင်သမိုင်းဝင်မဟာစရန်လှိုင်ကူတော်ကြီးကိုကျွန်တော်ရောက်ရှိသွားချိန်မှာတော့စိတ်ဝင်စားဖွယ်ရှီအောင်ဖျားတွေရင်သက်ရှုမောဖွယ်တဘာဝအလှတရားတွေကစီးကြိုလိုနေပါတယ်ဒါကတော့ဂုဏ်ရံမှာမြင်တွေ့ရတဲ့အုတ်ခွက်ဖျားတွေနဲ့ပုံဖော်ထားတဲ့စင်ရုပ်တုနဲ့ဖားရုပ်တုဖြစ်ပါတယ်လက်ရထူကြလာတဲ့လျှောင်းတော်မူဖျားကြီးကိုလည်းဖူးမြော်မြင်တွေ့ရပါတယ်။ကြောက်နေရန်ဒီမှာလည်းရှီအောင်အုတ်ခွက်ဖျားတွေကိုအများပြားတွေ့ရမှာဖြစ်ပါတယ်။စရန်စင်မင်းကစရန်ကူကိုနီးတစ်ဝိုက်မှာနေခဲ့လို့စရန်စင်မင်းကိုအစွဲပြုပြီးစရန်ကူလို့ခေါ်ဆိုခဲ့ကြတာပါ။အမှန်ပြောရရင်စရန်စင်မင်းနေခဲ့တယ်လို့ဒေသခံတွေကယုံကြည်ကြပေမဲ့ကျွန်တော်ကတော့မယုံကြည်ပါဘူး။ဖျားမပွင့်ပြီးအလောင်းတော်ဘဝကဖြစ်ပျက်တွေဆိုတော့ရုပ်တိပိတာတမိုင်းမြင်နဲ့ကြည့်မယ်ဆိုရင်မဖြစ်နိုင်ပါဘူး။ဒါပေမဲ့လည်းစရန်စင်မင်းမနေထိုင်ခဲ့ဘူးလို့လည်းအတက်မပြောနိုင်ပါဘူးကျွန်တော်တို့လက်လန်းမမိနိုင်တဲ့တမိုင်းကိုအသာထားပြီးဒီနေရာဝင်းကျင်ကိုစိတ်ကူးဒဏ္ဍာရီနဲ့ပုံဖော်ကြည့်ရတာအင်မတန်မှအမှုပညာရတာမြောက်လာပါတယ်ဖျားလောင်းစရန်စင်မင်းမှာမဟာတုပါဒာနဲ့ဆူလာတုပါဒာဆိုတဲ့မိဖုရားနှစ်ပါးရှိကြပါတယ်ဆူလာတုပါဒာမိဖုရားဟာစရန်စင်မင်းသူ့အပေါ်တုပါဒာမိဖုရားလောက်မချစ်ဘူးလို့အထင်လွဲပြီးရန်ညိုးဖွဲ့ခဲ့ပါတယ်။အဲ့ဒီရန်ညိုးကနောင်တမလွန်ဘဝအထီတောင်ပါသွားခဲ့ပါတယ်။ဆူလာတုပါဒာမိဖုရားကံတော်ကုံစုတည်ပြီးတဲ့နောက်ဘာယန္တတိပြည့်ရှင်ကာတိမင်းထံမှာတောင်တန်းဆန်မိဖုရားတုပါဒာဖြစ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့အတိတ်ဘဝကရန်ညိုးကိုမမိတ်နိုင်သေးတဲ့တုပါဒာဟာစရန်စင်မင်းရဲ့အဆွဲကိုဖျက်ပြီးတပ်ဖြတ်ဖို့တောနုရာမှုစုကိုစင်မင်းရှိရာကိုဆေလွတ်ခဲ့ပါတယ်။အဲ့ဒီနောက်တောနုရာမှုစုကစရန်စင်မင်းရဲ့အဆွဲကိုဖျက်ခဲ့ပြီးစင်မင်းလည်းကံတော်ကုန်ခဲ့ရပါတယ်။အဆွဲလိုသူမိဖုရားအသွားစီခိုင်းသူမင်းဧကရေလေးပြစ်သူဖုရားကျွန်တော်ကြံပေါ်ကြံဘက်၃ယောက်သားအနက်တွင်ကံကွက်ကြား၍ငမိုက်သားမှုစုလေနင့်ချီပင်သေဝီရော့ဟုငွေတောင်အဟံစတဲ့မင်းမြတ်ကျွန်တော်အားတက်လင်လဲမလွတ်နိုင်ရာတေရပါတော်မူဂယုနာရှေးရှုလွတ်တော်မူလင်လဲလူမလိမ္မာကြုံမိတ်စာသည်ချမ်းသာရာရပါတော်မူဖေယားဒါကတော့စရန်စင်မင်းသူ့ကိုမတက်တဲ့ကြောင်းတောနုရာမိုဆိုစင်ကြီးတက်ပုံကိုစာဆူဥပုံညကအလင်းကားကုံမြောက်စွာကြပြဖွဲ့ဆိုခဲ့တာပါရှီအောင်တမိုင်းဝင်မဟာစတဲ့လိုင်ကူတော်ကြီးဆိုတာကကရင်ပြည်နယ်ဖန်မြို့နီးတစ်ဝိုက်မှာရှိတဲ့အလှဆုံးဂူကြီးတွေထဲမှာတစ်ခုပါဝင်ဖြစ်ပါတယ်။စရန်ကူဟာဇွဲကပင်တောင်တန်းရဲ့တောင်ဘက်အကျဆုံးစရန်တောင်မှာတည်ရှိပါတယ်။ဖန်မြို့ကနေမိုင်20ခန့်အကွာတန်လွင်မြစ်ရဲ့အရှိဘက်ကမ်းကကော်ဝါဆူကြီးရွာနီးမှာတည်ရှိတာပါ။စရန်ကူဟာအရှိနောက်109မီတာရှည်လျားပြီး40မီတာကျယ်ဝန်းပါတယ်။နှစ်ဖက်ပွင့်ဒိုးရှုပေါက်ကူဖြစ်ပြီးအဝင်ဝကြီးမြောင်းပါတယ်။ကရင်ပြည်နယ်မှာအရှိလျားဆုံးကူဖြစ်ပါတယ်။စရန်ကူဟာမြေပြင်ကနေပေ30ဝန်းကျင်အမြင့်မှာတည်ရှိပြီးလုံးဝဲတဲ့ပုံသဏ္ဍာန်ရှိပါတယ်။စရန်ကူဖျားပွဲတော်ကိုနှစ်စဉ်တကြံအတက်နေမှာကျင်းပလေးရှိတယ်လို့လည်းသိရပါတယ်။ဂူအပြင်မှာလေစီ
တာကလည်းပျော်စရာကောင်းလာပါတယ်လှေကလေးနဲ့လူတရက်စာတော်မမြင့်နဲ့ဂူပုတ်လေးတွေကိုဝင်သွားရတာကလည်းမမိတ်နိုင်စရာအတွေ့အကြုံတစ်တစ်ခုပဲဖြစ်ပါတယ်အရန်ကိုတာယာလှပလွန်းတဲ့တောတောင်တဘာဝစစ်စစ်တွေကိုဆက်လက်ထိန်းသိမ်းသင့်ပါတယ်အနှစ်ချုပ်ဆိုရရင်စရန်ကူဟာကရင်ပြည်နယ်ဖန်အမြို့ကိုရောက်ရင်မဖြစ်မနေတွားရောက်လဲပတ်တဲ့နဲ့ရှီအောင်တမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်လူကြီးမင်းတို့ရောတမိုင်းဝင်စရန်ကူကိုတွားရောက်လဲပတ်ဖူးပါသလားခရီးသွားအတွေ့အကြုံလေးတွေကိုလည်းကောမန့်မှာဝေမျှပေးခဲ့ကြပါဦးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ